ချီးကျူးသည်ကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲပေါ့အဲ့တော့ချီးကျူးတာနဲ့ပတ်သက်ပြီးတော့အသုံးများတဲ့နှလုံးရှိရပေါ့နော်အဲ့ဒါဘာလဲဆိုတော့ compliment နဲ့ praise ဖြစ်ပါတယ်ဆိုတော့အဲ့ဒီနှစ်ခုကအသုံးများတယ်ပေါ့နော်ဆိုတော့ပထမဆုံး compliment ဆိုတဲ့ဟာလေးကိုကြည့်ကြည့်အောင်သူက compliment ဆိုတာကြတော့တို့ဒီအတန်အတွက်နောက်ထပ်ဆင်တူတဲ့တစ်လုံးဖြစ်တဲ့ compliment ဆိုတဲ့ဟာတစ်လုံးလည်းရှိရပေါ့နော်အဲ့ဒါနဲ့မှားတတ်တယ်ပေါ့အဲ့တော့အောက်က e နဲ့ပါတဲ့ compliment ဆိုတဲ့စကားလုံးကကြတော့သူကပြည့်စုံမှုဆိုတဲ့အဓိပ္ပာယ်ထွက်တာဖြစ်တယ်ပေါ့နော်ဒီအပေါ်က C1 PLI ဆိုတဲ့ဟာက I နဲ့ဟာကြတော့သူကချီးကျူးသည်ဆိုတဲ့အဓိပ္ပာယ်ထွက်တယ်ပေါ့ဒါဆိုရင်စိတ်ထဲမှာလည်းမြင်နေလိမ့်မယ်ပေါ့နော် ambient နဲ့ဆုံးတာဘာလို့ဒီနဲ့ထွက်တာလဲပေါ့သူကကြတော့ ambient နဲ့ဆုံးနေဆိုပေမဲ့ verb အနေနဲ့လည်းသုံးလို့ရတယ်လို့ noun အနေနဲ့လည်းသုံးလို့ရတယ်အဲ့တော့နှစ်ခုလုံးသုံးလို့အဆင်ပြေရပေါ့အဲ့တော့ compliment ရှိမယ်ပြီးရင်နောက်တစ်ခုက praise ရှိမယ်သူတို့နှစ်ခုလုံးကသုံးလုံးနဲ့ပုံစံမတူဘူးပေါ့Okay ပထမဆုံး compliment ကိုကြည့်ကြည့်အောင်သူကချီးကျူးသည်ဆိုတဲ့အဓိပ္ပာယ်ထွက်တာမျိုးဖြစ်တယ်။ So အဲ့ဒါနဲ့ပတ်သက်ပြီးတော့ example အနေနဲ့ဆိုရင်တော့ she gave him a nice compliment on his new haircut ပေါ့။အဲ့တော့သူ့ရဲ့သပင်ကေအသစ်နဲ့ပတ်သက်ပြီးတော့သူမကသူ့ကိုဒါကောင်းကောင်းချီးကျူးပေးလိုက်တယ်။ So အဲ့ဒီပုံမျိုးလေးဖြစ်ပါတယ်။ So ဒါဆိုရင်အဓိကကျတော့သူကချီးကျူးမှုတစ်ခုပေးလိုက်တာကောင်းကောင်းချီးကျူးမှုပေးလိုက်တယ်။ဒါဆိုရင်ပုံစံကြည့်ရတဲ့ compliment ကို noun အနေနဲ့သုံးထားတယ်ဆိုတာသိနိုင်တယ်ပေါ့So now that I like to compliment on people when they do something well. ဒါဆိုရင်လည်းငါကလူတွေကပေါ့နော်တခုခုကောင်းတဲ့အရာတွေပြုလုပ်လိုက်ပြီဆိုရင်ငါချီးကျူးရတာကိုကြိုက်တယ်ပေါ့ဆိုအဲ့လိုပုံစံမျိုးဒါဆိုရင်ကျတော့ compliment ကို verb အနေနဲ့သုံးထားတာမျိုးဖြစ်တယ်ဆိုတော့နှစ်ခုလုံးသုံးလို့ရတယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ praise ဖြစ်ပါတယ် praise ကလည်းသူကချီးကျူးသည်ဆိုတဲ့အဓိပ္ပာယ်ယူလို့ရတယ်ပေါ့နော်သူကတနည်းအားဖြင့်ချီးကျူးတာတဲ့နည်းနည်းလေးမြှောက်ပြီးတော့ပြောတာဖြစ်ပါတယ်ဥပမာ example အနေနဲ့ဆိုရင်တော့ he deserves a praise ပေါ့ဒါဆိုရင်သူကချီးကျူးမှုတစ်ခုဒါမှမဟုတ်မြှောက်ပင့်ပြောဆိုမှုတစ်ခုထိုက်တန်တယ်အဲ့တော့ deserve ဆိုတာကထိုက်တန်သည်ဆိုတဲ့သဘောမျိုးထွက်တာမျိုးဖြစ်ပါတယ်ဒါဆိုရင် praise ကို noun အနေနဲ့သုံးထားတာမျိုးဖြစ်တယ်အဲ့တော့ verb အနေနဲ့သုံးခြင်းလဲ praise ကိုသုံးလို့ရတယ်ပေါ့ you should praise him for approval အဲ့တော့သူ့ရဲ့ခွင့်ပြုချက်ရရှိဖို့အတွက်မင်းသူ့ကိုမြှောက်ပြောသင့်တယ် okay ဆိုတော့အားလုံးကြည့်ကြည့်သွားမယ်လို့ယုံကြည်ပါတယ်